ကဲဒီနေ့ကိုလည်းပြင်းနေရနဲ့အားလုံးအကြိုက်တရုတ်ဇလန်တစ်ခုအကြောင်းကိုပြောပြမယ်ဘယ်လိုမျိုးလဲဆိုတော့ဒီဇလန်လေးကဘယ်အစားလဲဆိုတော့ကောင်မလေးတယောက်ကသူ့ယောက်ျားနဲ့သူနဲ့ယူမဲ့သူနဲ့ပေါ့နော်စစ်ဆက်ပွဲလုံးမဲ့အချိန်ကိုသူရောက်နေရောက်နေတဲ့အချိန်မှာစစ်ဆက်ပွဲလောက်ခံနေတဲ့အချိန်မှာသူ့ရဲ့ရောက်ခမဖြစ်တဲ့သူကအမွာကိုဝင်လွယ်ရတယ်ဆိုပြီးတော့ဖြစ်လာရောအမွာကိုဝင်လေရတယ်လည်းဖြစ်လာကောင်မလေးကမြူကျင်သေးဘူးပေါ့ကွာဒီယောက်ျားနဲ့မြူကျင်သေးဘူးဆိုပြီးတော့သူကညင်းမိမယ်လေသူတို့တမိသားစုလုံးကသူ့ကိုဝိုင်းပြီးတော့တောင်းပန်ကြငိုယူပြီးတောင်းပန်ကြတာပေါ့ယူပါညာဆိုပြီးတော့တောင်းပန်ကြတောင်းပန်ကြကောင်မလေးကအဲ့စိတ်လျှော့ပြီးတော့သူကလက်ခံပြီးတော့လက်ထလိုက်ကောလက်ထလိုက်တဲ့အချိန်လဲကြာရောအဲ့ဒီမှာဘာဆက်ဖြစ်လဲဆိုတော့သူ့ရဲ့ဒီရောက်ခမဖြစ်တဲ့သူဆလကဘိုက်ကြီးရဲ့ရောက်ခမကသူတို့ဒီမင်္ဂလာဦးအိမ်မှာသူတို့ဝယ်ထားတဲ့မင်္ဂလာဦးအိမ်မှာလာနေပြီးတော့ခလေးရတာခလေးဘိုက်ကြီးနေရဆိုတော့ကွာဒီကိုဝင်တဲ့ရဲ့ကိစ္စကောင်မလေးကအကုန်လုံးလိုက်လုပ်ပေးရတာဂျုံခံပြီးတော့လုပ်ပေးရနေတာဖြစ်သွားတာတနေ့လောက်လဲကြာရောခလေးမွေးတော့အဲ့မွေးတဲ့ခလေးကဘာဖြစ်တာလဲဆိုတော့သွေးရောဂါဖြစ်တာဖြစ်လဲဖြစ်ကောသူကဒီတမိသားစုလုံးကသွေးစစ်ကြတာပေါ့ကွယ်လှူဖို့တော့သွေးလှူဖို့တော့သွေးစစ်ကြတဲ့ခါကျတော့တယောက်မှမကိုက်ဘူးဖြစ်စင်တော့ကောင်မလေးနဲ့မှတွားပြီးတော့ကိုက်ညီကြအဲ့ကိုက်ညီရောကောင်မလေးကိုသူတို့ကခွဲစိတ်ကံဝင်မှုပြောကြတာပေါ့သွေးလှူပေးဖို့ပြောကြတောင်းပန်ကြတာပေါ့တောင်းပန်ကြကောင်မလေးကအဲ့နဲ့ထပ်ပြီးတော့သူလဲကူညီပေးလိုက်ပြန်ရောပေါ့သူခွဲစိတ်ကံဝင်ပြီးတော့သူသွေးလှူပေးလိုက်ရောပေါ့ဖြစ်စင်တော့ကောင်မလေးကခွဲစိတ်ကံကနေပြန်ထွက်လာတဲ့အချိန်မှာကောင်မလေးကဘယ်လိုပြောရမလဲခွဲစိတ်ကံမအောင်မြင်ပေါ့ကွာတစ်ဖက်မှာခလေးကတော့အဆင်ပြေသွားပြီမဲ့ तू ကကျမ်းမာရေးထိခိုက်သွားတဲ့သဘောမျိုးဖြစ်သွားပြီးတော့ तू ကအဲ့မှာအသက်အန္တရာယ်စိုးရင်ရတဲ့အနေအထားတွေဖြစ်သွားတာဒါပေမဲ့ तू အဲ့လိုဖြစ်နေပြီမဲ့လေသူ့ယောက်ျားရောကျန်တဲ့သူတွေအကုန်လုံးတမိသားစုလို့သူ့ကိုဂရုမစိုက်ကြအောင် तू တေးွားတယ်ကွာ तू တေးွားနောက်ဆုံးတေးွားတယ်တေးွားတော့မှ तू ဂရုမစိုက်ကြအောင်ခလေးကိုပဲဂရုစိုက်နေကြတာကွာအဲ့ဒီကောင်မလေးကမသေးခင်ချိန်မှာ तू ကတွေးခဲ့တာပေါ့ကွာနောင်ဘောကများရှိလာခဲ့လို့ရှိရင်ငါဒီလိုမျိုးတရားမဝင်တဲ့ဒီတခြားသူများရဲ့သားသမီးကိုပြုစုဆောင်ရှားရတဲ့သူမှဖြစ်ချင်မှုဆိုပြီးတော့ तू ကတွေးလိုက်တာအဲ့လိုတွေးလိုက်ပြီးတေဝါဖြစ်ချင်တော့ကောင်မလေးကလွန်ခဲ့တဲ့2နှစ်ကိုပြန်ရောက်သွားတာအတိတ်ကိုပြန်ရောက်သွားတာပေါ့နော်အဲ့နဲ့ပြန်ရောက်သွားတော့ဖြစ်ချင်တော့အဲ့လွန်ခဲ့တဲ့2နှစ်မှာသူတို့မင်္ဂလာဆောင်ဖို့စီစဉ်နေတဲ့တိုင်ပင်တွေရဲ့အချိန်ကိုပြန်ရောက်သွားတာရောက်လေတော့ချက်တင်ကောင်မလေးကနေပြီးတော့မင်္ဂလာဆောင်အဲ့စစ်ဆက်ပွဲကိုသူလုံးဝဖျက်ချလိုက်တာစစ်ဆက်ပွဲလုံးဝမလုပ်ဘူးဖျက်မယ်ဆိုပြီးဖျက်ချအောင်ဖျက်လိုက်ပြီးတော့သူ့ယောက်ျားဖြစ်တဲ့သူကလည်းအံ့ဩတာပေါ့အံ့ဩပြီးဒေါသတွေထွက်စိတ်တွေတူတာပေါ့ဘာဖြစ်လို့အဲ့လိုမျိုးလောက်ရလဲပေါ့အဲ့ချိန်မှာရောက်ခမကလည်းတကယ်အမွာကိုဝင်ရှိနေတာအဲ့နဲ့အဲ့လိုမျိုးဖြစ်ပြီးတော့သူတို့ကအိမ်ဝယ်ထားတယ်မယူခင်မှာကွာသူတို့တူ2ယောက်အတူဆက်ပြီးတော့အိမ်ဝယ်ထားတယ်အဲ့ဒီဝယ်ထားတဲ့အိမ်က2ယောက်တူဆက်ဝယ်ထားတော့2ယောက်တစ်ယောက်တစ်ဝက်ပိုင်တယ်ကွာအိမ်ပြန်ရောင်းလို့ဆိုလို့ရှိရင်တစ်ယောက်တစ်ဝက်ပိုင်တယ်အဲ့တော့ကမလေးကဒီအိမ်ကိုဝယ်ထားတဲ့ထဲမှာငါပေးထားတဲ့ပတ်စံ3တန်းပါတယ်အဲ့ဒီအိမ်ပတ်စံ3တန်းကိုငါ့ကိုပြန်ပေးပြီးသွားလို့ရှိရင်ဒီအိမ်မှာထည့်ထားတဲ့ပရိဘောကပစ္စည်းတွေအစားငါယူသွားမယ်ဆိုပြီးတော့ကမလေးကပျော်ပြီးထွက်သွားရောထွက်သွားရောနောက်နေ့လဲကြာရောပြီးတော့ထွက်သွားပြီးတော့ကောင်မလေးသူ့မိဘတွေစီကိုကွာသူ့မိဘတွေဆိုဒီမှာကောင်မလေးပြန်သွားပြီးတော့သူ့မိဘတွေကိုလည်းဒီကိစ္စအကျိုးကြောင့်ပြောသူ့မိဘတွေကသူ့သမီးကိုယုံတာပေါ့ကွယ်ယုံတဲ့ခါကျတော့โอเคနောက်နေ့ကြာလို့ရှိရင်ဒီပစ္စည်းတွေသွားယူမယ်ဆိုပြီးနောက်နေ့ကြာပစ္စည်းတွေသူတို့အိမ်ကနေပြီးပရိဘောကပစ္စည်းလူတွေခေါ်ပြီးသွားယူကြအောင်ယူတော့အဲ့ဒီမှာယောက်ျားဖြစ်တဲ့သူကကောင်မလေးကိုဒေါသတွေထွက်ပါညာဆိုပြီးပြောတာပေါ့အမရောက်ခမဖြစ်တဲ့သူကလည်းဗာလဲဆိုတော့သူ့ခလေးပေါ့နော်အဓိကတော့သူကတမင်တကာကအနိုင်ကျင့်နေတာတဲ့ခါကျတော့သူ့စီကိုမလာအောင်ဒီကောင်မလေးမလာအောင်ဆေးရုံလှည့်စားပြီးခေါ်ဘလို့တဲ့မနေမကောင်းချင်းအောင်ဆောင်ပြအဲ့လိုမျိုးခေါ်တာပေါ့ခေါ်သူကလုံးဝကောင်မလေးကလုံးဝဂရုမစိုက်မလာဘူးလုံးဝမလာဘူးသူတိရလေသူနောက်ပိုင်းကျပါဆက်ဖြစ်မလဲဆိုတော့သူကတိနေလုံးဝမလာဘူးကွာယောက်ျားဖြစ်တဲ့သူနဲ့ရောက်ခမနဲ့ကကောင်မလေးအိမ်ကြီးလိုက်လာကြလိုက်ပြီးကောင်မလေးကိုပြောရောယောက်ျားလည်းပြောအမကောင်မလေးရဲ့မိဘရဲ့ယောက်ျားပါချပလိုက်ရောပါလဲချပလိုက်ပြီးတော့ပြီးလည်းပြောကောင်မလေးကပြောနင်းငါ့ကိုပတ်စံ3တန်းပေးရင်ပေးမပေးလို့ရှိလို့ရှိရင်နင်းကိုတရားရုံးမှာတွေ့မယ်ပေါ့ကွယ်တရားရုံးမှာတွေ့မယ်အဲ့လိုမျိုးတွေပြောလိုက်ပြီးတော့နင်တို့ရဲ့ဒီမကောင်းတဲ့ဟာတွေနင်တို့ရဲ့အပုတ်တွေငါနင်တို့ရဲ့လှုပ်ဝက်ချက်တွေကိုငါချပြမယ်ဆိုပြီးတော့ကောင်မလေးကပြောလိုက်အမတို့လန့်ပြီးတော့ပြန်သွားကြအောင်ပေါ့ပြန်သွားပြီးနောက်နေ့ကြာလဲကြအောင်ကောင်မလေးကနေပြီးရှေ့နေခေါ်ပြီးသူတို့နဲ့တွေ့ဖို့လောက်ဝင်မယ်ဟိုကောင်ကမတွေ့ချင်ဘူးပတ်စံပေးရမှာဆိုလို့ရှောင်းနေတော့အမရှိနေကိုကောင်မလေးစာချုပ်ပြလိုက်တာပေါ့စာချုပ်ပြလိုက်တော့ဒီစာချုပ်ကမင်းတို့ပေါ့နော်2ယောက်တူတူပိုင်နေရောင်းသွားတဲ့အခါကျမှငွေက1ယောက်တစ်ဝက်ပြန်ရမယ်ပေါ့ကွယ်အဲ့လိုမျိုးပြောတော့မင်းတို့အပြင်မှာပဲကြည့်အေးအောင်လုပ်လောဆယ်အဓိကတော့ပတ်စံယူလိုက်ပေါ့ကွယ်ဒီအိမ်သူ့ဘက်သူရောင်းဒီမှာပတ်စံခုနကပြောထားတဲ့3တန်းကိုတော့သူစီကယူလိုက်အဲ့လိုမျိုးပြောလိုက်တော့အဲ့နဲ့ဟ
ဟိုယောက်ျားဖြစ်တဲ့သူကနေပြီးတော့နောက်နေကြကောင်မလေးကိုပတ်စံလာပေးတာကသူက3တန်းတောင်းထားတာကို2.5တန်းပဲသူလာပေးတယ်ပေးပြီးတော့ကျန်တဲ့9တန်းကိုတော့မယူပါနဲ့အောင်ဆိုပြီးတော့တောင်းမှငိုယူပြီးတောင်းမှတာပေါ့တောင်းမှပြီးတော့ကောင်မလေးကလုံးဝလက်မခံဘူးသူကလည်းနာကြီးထားတာဆိုတော့မရဘူးငါ့ကိုငါကျန်တဲ့9တန်းအခုချင်းပေးရင်ပေးမပေးလို့ဆိုလို့ရှိရင်နင်းကိုငါတရားရုံးမှာအခုချင်းတွေ့မယ်ဆိုကောင်မလေးပြောအဲ့နဲ့ပြောလိုက်ပြောကောင်လေးကလည်းအဲ့နဲ့စိတ်တူတာနဲ့ကွာသူလည်းအဲ့နဲ့ online ကနေပြီးတော့ငွေချေးလိုက်ပြီးတော့ကွာကျန်တဲ့လူတဲ့9တန်းကိုကောင်မလေးကိုပေးလိုက်ကောပေးလိုက်တဲ့အချိန်မှာပဲချက်ချင်းပြုံးစားရဲ့အဲ့ချိန်မှာရောက်ခမရောက်လာပြီးရောက်ခမကောင်မလေးကိုပါချလိုက်ရော